ကိုယ့်ရဲ့ Facebook အကောင့်ကိုဘယ်သူတွေဝင်သုံးနေလဲဘယ်ဖုန်းနေနဲ့ login ဝင်ထားခဲ့လဲဆိုတာကိုစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုသိကျင်ကြလားသိကျင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာ SSK တဲ့ YouTube Channel Facebook Page နဲ့ TikTok အကောင့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုဘယ်သူတွေဝင်သုံးနေလဲဘယ်ဖုန်းနေနဲ့ login ဝင်ထားလဲဆိုတာကိုစစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဘယ်လိုမျိုးစစ်ဆေးကြည့်လို့ရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဖုန်းထဲကကျွန်တော် Facebook software လေးတွေကိုဝင်ပေးလိုက်ပါ Facebook software တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဘယ်ဘက်ပေါ်တောင်းမှာရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးကိုနှိပ်ပေးလိုက်ပါခင်ဗျာ Okay ပါဒီတဲကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ setting and privacy လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ setting and privacy လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါ setting and privacy တွေကိုရောက်ပြီဆိုရင်တော့အပေါ်ဆုံးမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါ Okay ပါ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ see more in account center ဆိုတဲ့အပြာရောင်စာတန်းလေးပေါ့နော်ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမှာ account center တွေကိုရောက်သွားမှာပဲဖြစ်ပါတယ် account center တွေကိုရောက်ပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိတဲ့ password and security ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီမှာရှိတဲ့ password and security ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါOkay ပါဒီထက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီ security check ဆိုတဲ့ကျွန်တော်တို့ setting လေးအောက်ထဲမှာရှိတဲ့အပေါ်ဆုံးက where you are logged in ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရှိတဲ့ where you are logged in ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာပြီးပြီဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ကိုကြည့်မှာဖြစ်တဲ့အတွက်ဒီအပေါ်က Facebook account ကိုရွေးချယ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ account login activity ဆိုပြီးတော့ဒီနေရာမှာကျွန်တော်ရဲ့ Facebook account ကိုဘယ်သူတွေ login ဝင်ထားလဲဘာဖုန်းနေနဲ့ login ဝင်ထားလဲဘယ်နေရာမှာဘယ်အချိန်မှာ login ဝင်ထားခဲ့လဲဆိုတာကိုကျွန်တော်တို့နဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်အကယ်၍ဒီနေရာမှာတွေ့ရတဲ့ဖုန်းတွေပေါ့နော်ဒီမှာရှိတဲ့ဖုန်းတွေထဲမှာကျွန်တော်ရဲ့ဖုန်းမဟုတ်ခဲ့တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ tablet မဟုတ်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ computer မဟုတ်တာပဲဖြစ်ဖြစ်တွေ့ခဲ့လို့ရှိရင်ဒီနေရာကနေ log out ထွက်ရမှာပဲဖြစ်ပါတယ်ဒါ log out ထွက်ဖို့ဆိုရင်တော့ဒီအောက်မှာရှိတဲ့ကျွန်တော်အနီရောင်စာတန်းလေးပေါ့နော် select device to log out ဆိုတာကိုနှိပ်ပြီးတော့ကျွန်တော်အနေနဲ့ဒီနေရာမှာအမှန်ကြီးလေးပေးရမှာဖြစ်ပါတယ်ထားပါတော့အပေါ်ဆုံးမှာရှိတဲ့ iPhone 12ကိုကျွန်တော် log out ထွက်ခြင်းနဲ့ဆိုရင် iPhone 12ကိုအမှန်ကြီးချစ်လိုက်မယ်အကယ်၍ဒီအောက်မှာရှိတဲ့ Redmi 13 Pro Black ကိုကျွန်တော် log out ထွက်ခြင်းနဲ့ဆိုရင်လည်းဒီမှာရှိတဲ့အမှန်ကြီးလေးပေးပြီးတော့ဒီအောက်မှာရှိတဲ့ log out ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook account တွေကနေကျွန်တော် log out ထွက်လိုက်တဲ့ဖုန်းလေးတွေကကျွန်တော်ရှိတော့မှာမဟုတ်တော့ဘူးပေါ့နော် Okay ပါမိတ်ဆွေတို့အနေနဲ့ဒီ setting လေးကိုသိလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ Facebook ကိုအသုံးပြုရတာလေရေရှည်မှာကိုယ်အနေနဲ့လုံခြုံစိတ်ချစွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီ setting လေးကိုမိတ်ဆွေတို့အနေနဲ့မစစ်ဆေးကြည့်ရသေးဘူးဆိုရင်လည်းအမြန်ဆုံးစစ်ဆေးကြည့်ကြဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တဲ့အထက်မှာနားမလည်တာမရှင်းနေတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ